အားလုံးပဲမင်္ဂလာပါဒီအခုဒီနေ့မှာတော့ချက်ပေါက်ထဲကနေအမောင်းယူတဲ့နီးလေးကိုပြပေးမှာပါကျွန်တော်တို့ Binance ထဲကိုဝင်လိုက်ရင်ချက်ပေါက်ရှိတယ်ပေါ့နော်အဲ့ချက်ထဲကိုသွားလိုက်ပါသွားလိုက်ရင် loading လေးနည်းနည်းကြာတတ်ပါတယ်ကြာရင်စောင့်လိုက်ပါ internet လိုက်မြန်ရင်တော့ကြာဘူးပေါ့နော်ဒီမှာ chat ဆိုတာလေးထပ်ပေါ်လာပြီအဲ့ chat ထဲကိုဝင်လိုက်ပါကျွန်တော်စီမှာ message တွေ100ကျော်ရောက်နေတယ်ပေါ့နော်အဲ့တော့ဒီမှာ message ရှိတဲ့ချက်ပေါက် group တွေကိုကျွန်တော်ဝင်ကြည့်မယ်ပြီးတော့အောက်ကိုဆွဲချရမှာပါသူတို့ကတကယ်လို့ရောက်နေတယ် amount 8လေးတွေရောက်နေတယ်ဆိုသူကအပေါ်မှာရှိမှာပေါ့နော်အဲ့တော့အောက်ကိုဆွဲချပါကျွန်တော်ဆွဲချပြီးကြည့်မယ်ဘာတွေပေးထားပြီလဲဒီမှာတက်8တွေ့ပြီပေါ့နော်အဲ့ဒါ open ဖွင့်လိုက်ပါဒါဆိုဒါ USDC ရတယ်ပေါ့နော်အပေါ်မှာရှိသေးလားရှာကြည့်မယ်ဒီနေ့ today လို့ရေးထားတဲ့ဟာလေးကိုကုန်သွားအောင်ကြည့်မယ်yesterday ဆိုရင်တော့ရှာကြမလို့တော့ဘူးပေါ့နော်ကျွန်တော်ကနေ့တိုင်းရှာတယ်နောက်တစ်ခုကိုဝင်မယ်နောက်တစ်ခုကိုဝင်မယ်တခါလေးကြာရင်သူက message တွေအရန်များနေတယ်ဆိုရင်ပေါ့နော်စောင့်ရတယ်တဲ့အဲ့ဒါဆိုရင်စောင့်လိုက်ပါ10မိနစ်လောက်လဲကြာရင်ကြာတတ်ပါတယ်စက္ကန့်30 10မိနစ်2မိနစ်ပေါ့နော်အဲ့ဒါဆိုရင်ရလာမယ်ပေါ့နော်ရလာရင်ကျွန်တော်ဝင်ကြည့်လိုက်မယ်ဒီမှာနောက်တစ်ခုတွေ့ပြီဒါပင်ကူရတယ်ထပ်ရှာမယ် today ပဲရှိသေးတယ်အဲ့တော့ဆွဲချမယ်ပုံမှန်ရှိသေးလားပေးထားတာတွေပေါ့နော်ကိုကအချင်းပြည့်မကြည့်နိုင်ဘူးဆိုတော့သူတို့ပေးတဲ့အချိန်တွေကိုကိုကမသိဘူးပေါ့နော်မသိတဲ့ခါကျလိုက်ရှာရမယ်ကျွန်တော်ကတော့မနက်ဖက်ဆိုရင်တစ်ခေါက်ရှာတယ်နေ့လေတစ်ခေါက်ရှာတယ်ညနေတစ်ခေါက်ရှာတယ်ပေါ့နော်ဒါ yesterday ဖြစ်သွားရင်ဒီ group မှာမရှိတော့ကုန်သွားပြီနောက် group တစ်ခုကိုဝင်မယ်ဒီကောင်ကဆိုရင်တော့ message တွေအများကြီးရောက်နေ join တဲ့လူတွေများတော့ notice တွေအများကြီးတက်နေတယ်ပေါ့နော်နည်းနည်းကြာစောင့်ရတတ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်စိတ်ရှည်လေးနဲ့ခဏလေးစောင့်ပါစိတ်ရှည်တဲ့လောက်တစ်ခါလေးကြာရင်အကျိုးရှိတတ်ပါတယ်ကဲလို့စိတ်မရှည်ဘူးဆိုရင်တော့အဆင်မပြေဘူးเนาะကိုကလှုပ်ရှားမရှိတော့တဲ့ခါကျမှဒါမှမဟုတ်ဒီလို message ပေါက်လေးဝင်ပြီးထားခဲ့ပေါ့เนาะလှုပ်ရှားရှိရင်လည်းတခုသွားလှုပ်နေလိုက်ကိုလှုပ်ရှားရှိပြီးွားတဲ့ခါပြန်လာကြည့်ပေါ့เนาะအခုဆိုရသွားပြီဒီမှာတစ်ပေါက်ပေးထားတယ်ဗာလဲBTC Satoshi 7ရပါတယ်အပေါ်မှာရှိသေးလားကြည့်မယ် today ဆွဲချမယ်မရှိတော့ဘူးပြကျွန်တော်ယူပြီးသွားပြီပေါ့เนาะအကုန်လုံးနောက်တစ်နေရာကိုသွားမယ်ဒီမှာလည်းခဏစောင့်ရမယ်ပေါ့เนาะစောင့်ကြည့်လိုက်မယ်စောင့်ကြည့်လိုက်ရင်တို့ဘာပေးထားမလဲပေါ့เนาะဒီ channel admin တွေကပေးတယ် public group တွေမှာဆိုတော့ဘယ်သူကဖြစ်ဖြစ်ကြိုက်တဲ့လူကဝင်ပေးကြတာပေါ့เนาะဒါကတော့ပိုင်ရှင်ရှိတယ် admin owner ရှိတယ်ပေါ့เนาะအဲ့ owner တွေကပေးတာပါအဲ့လိုချက်ပေါက်တွေကိုဘယ်လိုသွားရမလဲဆိုရင်ကျွန်တော် Telegram channel တွေမှာ QR code တွေတင်ပေးပါတယ်ဒီချက် group တွေရဲ့ QR code ပေါ့เนาะဒါမှမဟုတ်သူတို့ရဲ့ link တွေဒါမှမဟုတ်သူဒီ owner ရဲ့ profile တွေကိုတင်ပေးပါတယ်ဒီမှာပါရမလဲSatoshi 17ရပါတယ် BTC ကျွန်တော်အဲ့လိုတင်ပေးရင် PP ချက်ပေါက် BTC ချက်ပေါက်USDT ချက်ပေါက်ဘာချက်ပေါက်ညာလို့သွားဝင်ထားပါ join ထားပါအဲ့ဒါဆိုလို့ရှိရင်နောက်နေ့တွေကြာလို့ရှိရင်ကိုယ့်အကိုအဲ့ဒီမှာဒီလိုကျွန်တော်လိုပဲဝင်ယူလို့ရပြီပေါ့နော်ဒါကျွန်တော်ယူပြီးသားနေရာပေါ့နော်ဒီမှာဆိုရင်အများကြီးပဲပေးထားတယ်ကြည်ပါအဲ့ဒါ PP 300ကျော်ရတယ်PP 400ကျော်ရတယ်PP 38ရတယ်ဒီမှာ PP 16အပေါ်မှာလည်းရှိသေးတယ်ဗျဒီမှာ PP 89 PP 33 PP 53ပုံမှန်ရှိသေးလားမရှိသေးတယ်ဗျPP 10နေတာလည်းနေများတာလည်းများမယ်ပေါ့နော်ဒါကသူက random ပေးတတ်တာ random ဆိုတာကတော့နေတဲ့လူလည်းနေမယ်များတဲ့လူလည်းများမယ်ပေါ့နော် fix ဆိုတာကြတော့တယောက်ကိုဘယ်လောက်ဆိုဘယ်လောက်အားလုံးအတိအကျပေါ့တယောက်တရားဆို150ဆို50အဲ့ဒါ fix ပါဒါက random ပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်မှနေပေမဲ့နောက်တစ်ယောက်မှများရင်များမယ်ကျွန်တော်မှများပေမဲ့နောက်တစ်ယောက်မှနေရင်နေမယ်အဲ့လိုမျိုးရှိတယ်ပေါ့နော်အဲကြောင့်ဒါရမနေ့ကယူထားတဲ့ဟာတွေပါဒါတွေကကျွန်တော်အဲ့လိုနေ့တိုင်းယူတာဖြစ်တဲ့အတွက်လွတ်ထားတာမရှိဘူးပေါ့နော် yesterday ဆိုကျွန်တော်ကနောက်ပြန်ဆုပ်လိုက်လို့ရပြီပေါ့နော်today ကိုပဲကျွန်တော်ကကြည့်ရ yesterday တွေကိုကြည့်ကြမလို့ဘူးပေါ့ဘာလို့ဆိုရှေ့မှာအားလုံးယူထားပြီးသားမို့လို့
အဲကြောင့်ဒီလိုမျိုးလေးတွေကျွန်တော်က QR code တွေပေးတယ်ဆိုရင်ဝင်ထားပါဒီ group တွေကိုပြီးရင်ပြန်မထွက်လိုက်ပါနဲ့เนาะနောက်နေ့တွေမှာလည်းပေးတတ်ပါတယ်ဒီနေ့မှာကိုဝင်လိုက်တဲ့နေ့မှာမပေးဘူးဆိုပေမဲ့လည်းနောက်နေ့မှာပေးတတ်တယ်ပေးရင်ကျွန်တော်ဒီကနေသတိလှမ်းပေးမှာပါဘယ် group မှာတော့ပေးနေပြီဝင်ယူလိုက်ဆိုရင်ဝင်ယူအောင်ပဲပေါ့เนาะအဲ့ဒါဆိုလို့ရှင်ဘာပဲပြောဒီကနေလည်းချက်ပေါက်တွေကလည်းတနည်းတစ်လမ်းနဲ့ရတယ်ဆိုတာကိုသိစေချင်တာပါတခါတလေအများကြီးပေးတတ်ပါတယ်တကယ်လို့သူတို့ group တွေက member ကိုပဲပေးတယ်ဆိုရင်ကိုကအပြင်လူဖြစ်တဲ့အတွက်သူတို့က admin တွေကလက်မခံပေးဘူးဆိုကိုကမရပါဘူးပေါ့နော်တချို့တွေက$1 $2 $5 $10 ပေးတာတွေတောင်ရှိပါတယ်တချို့ဒေါ်လာတွေရာနဲ့ချီပြီးပေးတာတွေတောင်တွေ့ဘူးတယ်ပေါ့နော်ကိုကတော့အဲ့လို group တွေထဲမှာမရှိတဲ့အတွက်ကျွန်တော်ကမရဘူးပေါ့ဒါပေမဲ့$1 $2 $3 လောက်ထိတွေတော့ရဘူးတယ်ပေါ့နော် group တွေထဲကနေအားလုံးပဲကျေးဇူးတင်ပါတယ်